မင်္ဂလာပါရှင်အိမ်မက်များနဲ့တူတာဝေဖြတ်ပေးချာကျူးဆိုလိုက်ပါတယ်ဩဂတ်စ်လ19ရက်နေ့ကိုတော့ Chinese Valentine Day လို့လည်းလူသိများပါတယ်အဓိကအချက်ကတော့အမျိုးသမီးများအနေနဲ့အခြေအိမ်နောင်ရေးတို့မှာကံကောင်းစီဖို့ဆုတောင်းနိုင်တဲ့နေ့တစ်နေ့ဖြစ်ပါတယ်ဆုတောင်းတဲ့နေ့လေးကတော့ဩဂတ်စ်လ19ရက်ညဘက်မှာအိမ်တွင်းဖက်ကောင်းကင်ကိုမြင်ရတဲ့နေရာဒါမှမဟုတ်ရင်လည်းအိမ်တွင်းထဲမှာလည်းကောင်းကင်ကိုမြင်နိုင်တဲ့နေရာပေါ့နော်ပရင်းပေါင်နှစ်ဘေးကနေအဲ့လိုဆူတောင်းရင်လည်းရပါတယ်အဲ့လိုနေရာရွေးချယ်ပြီးပြီဆိုရင်တော့ပန်းတပွင့်ကိုအစင်းသင့်ပြင်ထားရမှာဖြစ်ပါတယ်ပန်းအမျိုးအစားတတ်မှတ်ချက်မရှိပါဘူးဒါပေမဲ့အယောင်ကတော့အနီရောင်ပန်းရောင်အဖြူရောင်တဲကတစ်မျိုးမျိုးဖြစ်ရပါမယ်ပန်းချင်းနဲ့ရေတစ်ခွက်ကိုလည်းအနားမှာထားပါမိရနေကင်းရှင်းတဲ့နေရာဆိုရင်တော့ဖျောင်းနိုင်တိုင်းထွန်းနိုင်ပါတယ်ဖျောင်းနိုင်မထွန်းလဲရပါတယ်ပြီးရင်တော့မျက်လုံးကိုမှိတ်ပြီးအသက်ကိုဖြည်းဖြည်းချင်း9ကြိမ်ရှူသွင်းရှူထုတ်လုပ်ပါစိတ်ထဲကကိုလိုချင်တဲ့ relationship ကိုစဉ်းစားပါသစ္စာရှိမှုလေးစားမှုနားလည်မှုနှွေးထွေးမှုစတာတွေကိုပေါ့နော်ပြီးရင်တော့ဒီလိုဆူတောင်းနိုင်ပါတယ်အခုလိုလှပတဲ့အချိန်မှာလှပတဲ့ညမှာကျမနဲ့တင့်တော်တဲ့မေတ္တာကိုကျူးဆိုပါတယ်ကျမကိုတန်ဖိုးထားပြီးသစ္စာရှိစွာချစ်နိုင်သူအပြန်အလှန်နားလည်နိုင်သူအချိန်မှန်နေရာမှန်မှအဲ့ဒီလိုလူနဲ့တွေ့နိုင်ပါရစေလို့ဆုတောင်းပါတကယ်လို့သင်ကချစ်သူဓမ္မမဟုတ်အိမ်အောင်ဖက်ရှိပြီးသားဆိုရင်လေအဲ့ဒီချစ်သူနဲ့ပုံမနားလည်မှုရှိပြီးခိုင်မာတဲ့ဆက်ဆံရေးဖြစ်ပါစေလို့ဆုတောင်းနိုင်ပါတယ်တကယ်လို့ကိုယ့်ရဲ့လက်ရှိ relationship ကမကောင်းမှုဆိုရင်တော့ကျမအတွက်မသင့်တော်တဲ့အခြေအနေများကိုငြိမ်းချမ်းစွာလွှတ်ချနိုင်ပြီးမှန်ကန်သောမေတ္တာကိုလက်ခံနိုင်ပါရစေလို့ဆုတောင်းပါနောက်ဆုံးမှာတော့ကျေးဇူးတင်ပါတယ်လို့၃ချိန်ပြောပါပြီးရင်တော့ရေကိုနောက်တစ်နေ့မှာတစ်ပင်တစ်ပင်ရဲ့အောက်မှာလောင်းပေးလိုက်ပါဒါပဲလုပ်ဖို့လိုပါတယ်အားလုံးပဲအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်ရှင်